ဒါမနေ့တော့ flow လာပေါ့နော်အခုဒီနေ့တင်မှာတော့ elevation ကဒီမှာဆိုရင်၄ဘက်၄တန်ပါမယ် A B C D အဲ့မှာ elevation ကိုဆွဲမယ်ဆိုရင်ဒီနေရာကနေစဆွဲမလားဒီ A ဆိုရင်ဒီနေရာကနေစဆွဲမလားဒီနေရာကနေစဆွဲမလားအဲ့ဒါဆိုကိုယ့်သဘောနဲ့ကိုယ်ပဲဒီချာကတော့ဒီနေရာကနေစဆွဲမယ်ဘာလို့လဲဆိုတော့အခန်းကိုစောက်လို့အခန်းထဲမှာပစ္စည်းထည့်လို့ရှိရင်ဒီနေရာတော့ဘာလို့ပဲထည့်မှာမဟုတ်လို့ဝရဏမှာတော့နောက်မှထည့်မှာနောက်ပြီးလို့ရှိရင်ဒီ B ကိုအစမ်းဆွဲပြပါမယ် B ဆိုင်ဒီနေ့ဆွဲမှာတော့ဘောမှန်နဲ့ဆွဲမှာပြတာဘေးက outline တွေတားလို့ရှိရင် 0.5 ကိုသုံးရပါမယ်နောက်မြင်သားလို့ရှိရင်ဘောပါကိုဒီလိုမျိုးကင်နေဆိုလို့ရှိရင်တမတ်သေးဒီလိုမျိုးကင်ဒီလိုမျိုးထောက်ထားရလို့ရှိရင်လည်းဒီလိုမျိုးထောက်ပြီးလို့မဟုတ်လို့ရှိရင်တခါလေးကျရင်မြင်းတွေကစောင်းတာတော့မညီရတော့ဖြစ်တတ်တယ်ဒါ experience ရပြောခဏအဲ့လိုမျိုးအမှားလုံးပြီးတော့အမှားမလုပ်စေချင်တော့ Now 5 နောက်ခဏတော့ပြရဲဒီ A ပေါ့ A မှာဒီဥစ္စာကိုဆွဲရင်လေဒီမှာဆိုလို့ရှိရင်ဒီ R ရဲ့ symbol အရင်ဆုံးဆွဲမယ်ဆိုလို့ရှိရင်ဒီမှာဘာတွေပါလဲဆိုတော့တကားကနှစ်ပေါက်ပါတယ်တကားနှစ်ပေါက်မှာတစ်ပေါက်ကရိုးတကားနောက်တစ်ပေါက်က sliding door sliding door ကိုလည်းတီချယ်ဟို symbol တခါလေးပြသွားရေးဆိုတော့အခုဆွဲပြခုန concept ကိုစားတယ်အဲ့ဒါဆိုရင်အခုဒီကနေစဆွဲရုံပဲပေါ့နော်ဘယ်လောက်လဲဟို6000ကို A3 ဆိုတော့50နဲ့ဆွဲမယ်50ဒီဥစ္စာနဲ့ချိန်ပြီးတော့ဒီတော့ base ရင်ဆွဲလိုက် base ကို50 new ပဲနဲ့အရင်ဆုံး down အဖြောက်မြည်ချောင်းဆွဲလိုက်ပေါ့အဲ့ကြမှာဒီတောင်းနာလည်းမကပ်ပါနဲ့ဘာဖြစ်လို့ဆိုတော့ဟို elevation ကဘေးနားမှာမှတ်မှာမဟုတ်လို့ဒီမှာ60လေးမှပြောရလို့ဆိုတော့နောက် ceiling height elevation ကဘေးလဲပြရတဲ့အတွက်သူ့မှာ elevation မှာဆိုလို့ရှိရင် length ရှိမယ် height ရှိမယ်အဲ့တော့ height ကဒီဥစ္စာကိုကြည့်ရမယ်4600အခုလောဆယ်ကဘာမှမပါသေးတဲ့အတွက်4600ပေါ့အဲ့ဆို4600ကိုဆွဲမယ်6ပါ
4,600ဒီနေ့ကိုဆက်မယ်အခုတော့လည်းမှင်လေးပဲဆွဲအောင်နော်ပေးရတဲ့ဆွဲရဖြစ်တဲ့ပေါ့ခက်ဘောမှလည်းဆွဲရဖြစ်တဲ့ပေါ့နောက်ပြီးလို့ရှိရင်ပြောထားတဲ့အတိုင်းပဲဘောပန်တွေကဒီလိုမတူတဲ့ဥစ္စာတွေဝယ်ခိုင်းလိုက်ပေါ့ 0.5 0.3 0.1 အခုဒီဥစ္စာကတော့အသေးစားဥစ္စာဖြစ်တဲ့ကွာဒီ 0.3 နဲ့ဘေးကဘောင်တွေကိုခတ်လိုက်မယ်ခုဘောင်ကတိပါရဆိုတော့ဒီမှာ okay ဥစ္စာအတွက်ဒီ map ဒီ plan ကြည့်လို့ရှိရင်ဒီမှာဒီဥစ္စာဒါက200နောက်ပြီးလို့ရှိရင်ဒီကနေဒီကြားဒီက3300ဒီက200နောက်ဒီဘက်က2900ဒီဘက်က100အဲ့ plan တိုင်းဆွဲမှာဖြစ်ပါတယ်အဲ့ဆိုရင် like မရနေ100ရဲ့ဒီဘက်က100ရဲ့ဒီဘက်က200ရဲ့ဒီဘက်က100ရဲ့နောက်ပြီးတော့ဒီအရှိကြီးက3300နောက်ကြားထဲမှာ200ထပ်လာမယ်ဒီမှာကွက်တီပဲအဲ့ဒါဆိုရင်အပေါ်လည်းအဲ့လိုမှတ်လိုက်မယ်200 3,300 200ဒီဘက်က100အခုမှဘွားရဆိုတော့ခုနကအတိုင်းပဲမီးမမုံလေးနဲ့ဆွဲလိုက်မယ်အခုမြင်းမုံနဲ့ဆွဲသွားဆိုရင်ဒီ plan ထဲမှာမြင်ရတဲ့အတိုင်းပဲဒီဥစ္စာဒီD3 D2 ရင်ဆွဲမှာပေါ့ D2 ရဲ့ဥစ္စာ0 to 2100အဲဥစ္စာပဲဆွဲမယ်ဒီဘက်ကြတော့ကိုယ့်အတော်ကိုရဲ့စိတ်ကို measurement အတိုင်းလုပ်လို့ရတယ်ဥပမာဒီချက်ကဒီအလဲကဆွဲတာဒီဥစ္စာကိုအဲ့အဖို့ပဲနဲ့ဒီတောင်နာအနေနဲ့ဆွဲလို့ရသလိုဒီတောင်နာအနေနဲ့အစင်မီဆွဲလို့ရတယ်အဲကြိုက်တဲ့နေရာနဲ့ဆွဲလို့ရတယ်ဒီချက်ကတော့အခုဒီဟာကို200ယူမယ်နောက်ပြီးလို့ရှိရင်တကားရဲ့အခြေကပုံမှန်အဖြစ်900ရှိတယ်ဒါ standard size ပေါ့ဒါမဲ့ဒေတာလိုက်ပြီးတော့ကွာခြားတယ်ဥပမာအခုအိန္ဒိယမှာဆိုလို့ရှိရင် standard size က800ပေါ့ဒါလည်းမိမ့်လေးထပ်ဆွဲမယ်နောက်ပြီးရင်2100ယူမယ်အဲ့တော့ဒီဥစ္စာအကျန်းထွက်ပြီးသွားပြီဒါပေမဲ့မပြီးသေးဘူးနော်နောက်ပြီးရင်ဒီ sliding door ကိုသွားမယ်
sliding door လည်းကြတော့ပုံမှန်အဖြစ်ဒီအခြေက width က1500 mm အဲ့တော့1500အရင်ဆုံးမှန်မယ်ရုပ်စာကြတော့ဒီတောင်လားကပ်ပြီးလုပ်လိုက်မယ်1500height က2100အခုတော့အကျန်းတယ်ပြီးပါပြီပေါ့အဲ့ဆိုလို့ရှိရင်အရင်ဆုံးဘာလုပ်မလဲဆိုတော့ဒီနေရန်တွေအရင်ဆုံးလုပ်လိုက်မယ်ဆွဲလိုက်မယ်ဒီဥစ္စာဆွဲလို့ရှိရင်လေအကုန်လုံးဒီတစ်ခုလုံးကိုကြည့်ပြီးမှဆွဲဖို့အခုဒီမှာဆက်လိုက်မယ်ဒါကိုလည်းဒီဥစ္စာကို3နဲ့ဆက်ဖို့ 0.3 နဲ့ဆက်ပွားရင် 0.1 နဲ့ဘားတွေကိုဆွဲရမယ်အဲ့ပြီးရင်ဟိုရင်ရော symbol အတိုင်းဆွဲမယ်နောက်ပြီးတော့တစ်ခုရှိတာ client အပေါ်မှာမူတည်ပြီးရောဒီဘက်ကိုစောင်းမလားဒီဘက်ကိုစောင်းမလားဆိုတော့မူတည်ရယ်အခုကကြတော့ client briefer မတင်ရသေးတဲ့အတွက်တော်တော်များများလူတွေသုံးရတယ်လို့ညာဘက်ကိုစောင်းမယ်ပေါ့နောက်ဒီဟာကြတော့ sliding door ဖြစ်တဲ့အတွက်ပိုင်းပြီးတော့ဒီဘက်ကိုမြားလေးထိုးလိုက်ရောပဲနောက်ပြီးလို့ရှိရင်ဒီဘေးတွေကို hashing လုပ်မယ်နောက်ပြီးဆွဲလို့ရှိရင်ပေရန်အကြီးနဲ့ဆွဲရအကောင်းဆုံးhashing တွေအကုန်ပြီးသွားလို့ရှိရင် measurement တွေ dimension တွေထည့်ရအောင်အဲ့ကြောင့်မို့ဒီမြင်းချောင်းတွေရှိရှိဆွဲရအောင် dimension ထည့်အဆင်ပြေအောင်လို့
dimension ထဲတော့ဒီဘက်နားနဲ့ကတ်တဲ့ဥစ္စာကိုဒီဘက်မှာရေးမယ်ဟိုဘက်နားနဲ့ကတ်တဲ့ဥစ္စာကိုဟိုဘက်မှာရေးရမယ်ဒါဆိုလို့ရှိရင်2100အရင်ဆုံးအကျန်းရေးထားတယ်အဲ့မှာကျန်မှာဒီပေါ်မှာ2500ဆိုရဲဆိုတာအများကြီးကိုကျန်မှာပေါ့ဒါပေမဲ့ဒီအောက်ပိုင်းကိုလည်းဒီတကားနဲ့တက်တယ်ကြီးလုပ်လို့တော့မရဘူးပေါ့အကယ်၍အထက်ကထပ်မယ်ဆိုလို့ရှိရင်အနည်းဆုံး200လောက်တော့ခွာအောင်နောက်ဒီပရှမ်းဒီဘက်ချမ်းနဲ့ဒီတကားက2100ပဲဒီပေါ်လဲ2500နောက်ပြီးရင်ဒီတခုဆုံးစာရဲ့ဥစ္စာကိုဒီဘက်ချမ်းမှာမင်းနေရာရေးလိုက်ဘာလို့ဟိုဘက်ချမ်းမှာ AC ဆွဲလို့ရအောင်ဒါ4600ဒါကိုအချောနဲ့ဆွဲမယ်အချောနဲ့ဆွဲမယ်ဆိုရင်တော့ 0.3 နဲ့မြင်းကြောက်သားမယ်တူတူလေးသူ့နာနေရနာမထီပဲလေဒီလောက်လောက်နဲ့တားမယ်tracing ဒီမှာအလေးမကြအောင်ဒီအလေးကြအောင်4600 2500 21002100 2500ခိုင်းကြဟိုနေတော့ပြောလို့ဒီလိုမျိုး tick တီမလုပ်ဘဲနဲ့ဒီလိုarrow နဲ့လည်းလုပ်လို့ရတယ်ဒါမှမဟုတ်ဒီလိုအလုံးအဆက်ကလေးနဲ့လည်းလုပ်လို့ရတယ်အဲ့တော့ကိုယ့်တော့ experience လုပ်ရအောင်အဲ့လိုဆိုရင်ဒီ elevation ဆွဲအောင်ပြီးသွားဒါပေမဲ့ elevation တွေကိုဘာလို့ဘယ် technical drawing မှာမဆိုtechnical drawing အကောင့်တစ်ခုဆိုတာခဲရဖျက်ရမယ်ခဲရမပါဘူးလို့ဆိုတော့အားကြောင့်မို့ပုံတဲ့ဟာကိုဖြတ်မယ်တရားလေးဖြတ်နောက်ပြီးအခုဒီပုံမှာပုံနေရမှာလားအဲ့နေရာမှာနာမည်တက်ရမယ်ဒီကဘာကြီးလဲဆိုတော့ wall A ရဲ့ elevation နောက်နာမည်တက်တဲ့နေရာမှာမြေကြောင်တာပြီးတက်ပေါ့ဒါဆိုတော့ဒီ wall elevation ကြီးကပြီးသွားပြီပေါ့အဲ့ဆိုရင်နောက်ထပ် wall elevation ကိုသွားမယ်wall B က yes wall elevation အဲ့တော့ဒီမှာ wall မှာကြည့်လို့ရှိရင်ဒီနေရာကြီးပေါ့ဒီ
ဒီမှာပါမယ်ဒီမှာဆိုတော့လိုလေလေးပဲဒီ door တစ်ခုပဲပါမယ်ဒါမြန်မြန်လေးဆွဲလိုက်တာအရင်ဆုံးဒီနဲ့ balance ညီပြီးတော့ညမှာရောင်းရှိထွဲလိုက်မယ်နောက်9000မှတ်မယ်နောက်ပြီးတော့စီလင်ဟိုက်က4600ဒီမှာနောက်ပြီးရင်နေရန်တွေကိုအရင်ဆွဲလိုက်မယ်200နောက်ပြီး elevation ကဥပမာဒီမှာဆို100ဥပမာပစ္စည်းတစ်ခုကဒီနားလောက်မှရှိနေထားလိုက်ပါဒီနားကနေဒီနားကွာဝေးရအနည်းဆုံး1000ကွာဝေးရမှာလားဒီတကားကိုပဲဥပမာထားပြီးပြောလိုက်ဒီနားဆိုလို့ရှိရင်အနည်းဆုံး800လောက်တော့ရှိပြီပေါ့900လောက်အဲ့ဒါဆိုလို့ရှိရင်ဒီတကားကိုထည့်သွင်းစရာမလိုဘာလို့လဲဆိုတော့ elevation ဆိုတာနေရန်ရဲ့50 cm 500 mm နဲ့ကပ်ရက်မှာရှိရဲ့ဥစ္စာတွေပဲဆွဲရတာမဟုတ်200နောက်ပြီးလို့ရှိရင်အရင်ဆုံးဆက်လိုက်မယ်နောက်ပြီးဒီပုံလေးအတိုင်းပဲဒီဘက်ကိုဆွဲမယ်1900ကို1900ဒါပြီးရင်ဒီ PC 100ကိုဆွဲမယ်1900 100ဒီတကားကလည်းခုနကတော့အတိုင်းဒီတစ်ဘက်ကတကားတိုင်းပဲကိုကြိုက်တဲ့ဒီတကားရဲ့အကုန်လုံးကိုကြိုက်တဲ့နေရာမှာကိုဆွဲဖို့ဒါပေမဲ့ဆွဲလို့ရှိရင်ဒီ sliding door ကဒီဥစ္စာမဟုတ်လို့ sliding door မဟုတ်လို့ကက်ရဆွဲရတကားဆိုလို့ရှိရင်အနည်းဆုံး100လောက်ကတော့အနည်းဆုံးခွာလာရမယ်အဲ့ဒါမှတကားကအစုံထိဖွင့်နေတာမဟုတ်ဘူးအဲ့တော့နေရာရွှေတိုင်းအနေနဲ့100လောက်ပဲယူပြီးတော့တကားကိုဆွဲမယ်နောက်ပြီးရင်တကားရဲ့ပုံမှန်ဥစ္စာတိုင်း900ဝေးလာအမှဒီ PC လေးပဲဆက်လိုက်မယ်နောက်ပြီးဒီတကားက2100မှာပြီးတော့ဟိုးပေါ်လေးတော့ဆွဲပြီတကားလည်းခုနကတော့ညာတန်တော့ပဲဒီဘက်ကိုပဲဆွဲမှာပေါ့အဲ့တော့ဘေးပြင်လိုက်ဆိုတာ 0.3 နဲ့ဆွဲမယ်ဒီတက်ပို့ပြီးတော့ကြီးလို့ရှိရင် 0.5 နဲ့ဆွဲမယ်
ဒီနေရန်ကလည်းအခုမှသာဒီလိုမျိုးအပေါ်ထိဆွဲရပေါ့အခါကြီးကိုယ့်အသာကိုနောက်ပိုင်းလာမယ့် assignment တွေမှာဒီဥစ္စာတစ်ခုလုံးကိုပြန်ရေးပြင်ဆင်ခိုင်းလို့ရှင်ဒီနေရန်ဖြုတ်ရှင်လည်းဖြုတ်လို့ရတယ်ဘာလို့ဆိုတော့အိမ်သာဒီလောက်တော့အမြင့်ကြီးရမယ်လို့မဆိုလို့ရတော့ပေါ့နောက်ပြီးရင်ပုံတကားဆွဲဖို့တော့ခဲရအောင်လုပ်မယ်တကားဆွဲဖို့တော့ဇီးဝက်ဝအောင်ယူမယ်လို့ခဲရအောင်ပြောနေခဲရအောင်ဆိုလို့ဥပမာဒီဘောကနေမရှိရင်ခဲရအောင်ဒီအထင်းတွေကိုလုံးဝအောင်ထင်းနေအောင်လို့ပေါ့ဒီထက်ဒီဟာဆိုလို့ရှိရင်ဒီတစ်ချောင်းထင်းလို့ရှိရင်ဒါကိုနောက်တစ်ထပ်အဲ့လိုမျိုးထပ်ပြီးထင်းနေအောင်လို့ပေါ့နောက်ပြီးရင် hashing နေလုပ်မယ်အရင်ဆုံး measurement အရင်ရေးလိုက်မယ်ဒီတစ်ခေါက်တော့step ဆိုတော့မရှိဘူးเนาะကိုကြိုက်တာကိုရင်လို့ရကိုဘယ်ဟာကိုပို့ပြီးတော့ယုံကြည်မှုရှိလဲဒါပေမဲ့တခုတော့ဥမာ hashing လုပ်တာပဲဖြစ်ဖြစ်ဘာပဲတခုမှားသွားလို့ရှိရင်နည်းနည်းဒီဟာမလုပ်ရသေးဘူးနည်းတက်တာပေါ့ဒီဘက်မှာကြည့်လိုက်လို့ရှိရင်ဒီဘက်အချမ်းကိုပိုရောက်သလိုခံစားရတယ်အဲ့တော့ဒီဘက်ချမ်းမှာအထုံးမယ်ဒီတစ်ခုကတော့တော်တော်လေးကိုရှင်းတယ်ဘာမှမရှိဘူးအဲ့တော့ဒီဥစ္စာက1100ပေါ်ကခုနကတော့တိုင်းပဲ1500ဒီကတော့လုံးဝဘာမှမရှိဘူး4600နောက်ဒီဟာကိုလည်း wall elevation ဆိုပြီးရေးရမယ်အဲ့တော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲပေါ့